ဒါပေမဲ့ဟိုအကြီးဆုံးဘုန်းကြီးနဲ့ဘုံမှတူလာရုပ်တော့ကြောင်းလာတယ်လူရည်ဖြစ်သွားကျမရဲ့သူကြီးဆိုင်ရအဲ့ဒါအရေးကြီးတယ်ပြီးတော့အဲ့ဒါအရေးကြီးတယ်အဲ့ဒါပဲအရေးကြီးပြီးတော့ဘုရားမှမလို့လေးနှစ်ရှိကြောင်းပေါ်တယ်ဥဆုံးတဲ့အောက်ကလူတွေအဖွဲနဲ့ဆွဲလိုက်တယ်သူတို့ပဲအကုန်လုံးလုပ်တယ်ဘယ်ပြီးတော့ဘာမှမအဲ့ဒါငါတို့ပြည့်လာအခုမှအကြည့်ဆုံးဘုန်းကြီးနဲ့တူတယ်ရင်းအောင်ဘုန်းကြီးဘွယ်မင်းနာရတာဟုတ်နာရတာနာရဘုန်းကြီးပြောတယ်ပါပါဗျာဆရာတော်နဲ့သာတွေ့တော့ရပြီတော့ကဘာအေးပါအေးပေါ့ပါပါအဲ့တော့ဆရာတော်တက်တော့6ထင်တယ်ဟုတ်လားဆရာတော်နဲ့ဘုန်းကြီးနဲ့ကဘာအေးမှာစတွေ့တော့ဆရာတော်ဘုရားအတွက်တော်ဘယ်လောက်ရှိပါပြီလဲဗျာမမေဘူးပြီးတော့29နှစ်ပါ29ဆရာတော်39ကိုယ်ရှိရတယ်29 39ပေါ့ဗျာဘုန်းနဲ့မလားတော့ပြီးတော့အဲ့တော့29ပါဟုတ်အခုပြောအခု86ပါပါ6086ဆိုလဲအိုးကြီးပါပါ90ကစားအိုးကြပါပါဝါမလုံးနဲ့ကိုကြမရေးကိုပြီးရဲအဲ့ဒါပဲလုံးကိုလောက်ခဲ့တာလည်းများလာပြီပါပါရတော့နဲ့ကဘာအေးနေတော့ကယောဂီယူတဲ့ချာတကတော့လိုက်ပြီးဓမ္မလာဒီစားတော့တရားဟောကြားဆရာတော်ဘုရားနဲ့ကဘာအေးမှာနေတော့ကယောဂီဥတ္တဆံယောဂီဥတ္တချမ်းပါဥတ္တချမ်းပါဆရာတော်တရားဟောရလိုက်တူလိုက်ခဲ့ဆရာတော်တရားဟောတော့ဘုန်းကြီးကဆရာတော်တရားနဲ့အတူလိုက်ခဲ့ဘူးပါတယ်ဗျာအဲ့ဒီချိန်ကခုကြံပြေးအဲ့ဒီဥတ္တချမ်းပဲလားခုချမ်းမြေရိတ်တာလည်းအဲ့ကဥတ္တရဲ့ချမ်းပါပဲလားဗျာဒီခုချမ်းမြေရန်ကုန်ချမ်းမြေဒီထောင်ထားတဲ့ရေကွက်လက်ကဥတ္တရဲ့နေရာချမ်းနေရာလားမေးလျှောက်လာပါဗျာတချမ်းဟုတ်တယ်တချမ်းတချမ်းနောက်မှသူစီကလူမရှိမှသူသားသမီးတွေဖွဲ့ဝေတဲ့ကအဲ့ဒီချမ်းယူလေမူလရဲ့လူချင်းနဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာတပည့်တော်တရားဟောဘူးလေစကားပြောဘူးလေအဲ့နေရာချင်းကစနေတယ်အဲ့ဒါကြောင့်လူချင်းနဲ့ဒါပေမဲ့ဘုရားမပြောပါဘူးအဲဒီလူသားသမီးတွေလက်ထက်ရောက်မှသူတို့ကိုယ်တည်းကုန်မှယူလိုက်တာဆရာမရလည်းမတော်ဘူး